ကိုပြိုးလမ်းမကြီးကြောင်းကြီးတစ်ခုဟာခတ်ထားတော့အုတ်ရိုင်းမျက်နှာပြင်လက်ညှိုးထိုးပြပြီကိုပြိုးလက်ညှိုးထိုးရတော့နေဟာထုံးမြည်တော့ဟာဘာကြီးတော့ဟာဟဲ့မဟုတ်တော့ရင်းမြောင်မြင်လိုက်ရတဲ့မြေပွဲမှာအနောက်ကကာမီထိုးထားရင်ထိုအုတ်ရိုင်းပေါ်ကြားရောက်နေတော့ကိုပြိုးနဲ့ထုံးတို့စပင်းအရေးပြင်သူတို့တငယ်ချင်းနှစ်ယောက်ပြင်စပင်းအရှိနဲ့မိန်းမတယောက်၏အရေးပါဝင်နေခြင်းဖြစ်သည်ထိုအရေးသည်စပင်းအနောက်တွင်စီးလာသောထုံး၏အနောက်ကလျက်တွင်ကဲ၍ထိုင်နေခြင်းဖြစ်ထိုအရေးအားတငယ်ချင်းနှစ်ယောက်ကြောင့်ကြည့်၍ဖျောင်းပြီးဆိုင်နေပြီကွာကြောင်တော်မလုံနဲ့ဘာကောင်နေမှမသိကားတိုင်သေးတယ်ကွာသိလားကိုပြိုးနဲ့ထုံးစပင်းအနောက်ကားနီရောစပင်းအားအော်ဟစ်ပြောဆိုရင်ကြော်တက်လျက်ကိုပြိုးနဲ့ထုံးအားမကြည်တကြီးဖြစ်ကြည်ပါလိမ့်သည်ထိုအော်ဒန်ကြားတော့လဲနှစ်ယောက်သားအတိပြန်ကြရင်အားကုန်ထားကွယ်ကိုပြိုးနင်းရှမ်းမနေနဲ့နင်းတော့အမြတ်ဟဲ့ငါဘာလို့နေရမှာလဲကွာတလန်းလုံးဘယ်သူမှမရှိဘူးအိုက်ကားနောက်တာလိုက်နေတော့ကွာငါကြောချမ်းနေပြီကိုပြိုးလဲကြောင်းအောင်ဖြစ်ထုံးပြောသည့်အတိုင်းခုနကသူတို့အားပေါ်ဟင်းရဲ့ကြောတက်သွားတော့ကားအနီအောင်အနောက်မှအသက်ကုန်နေရဲ့လိုက်ခဲ့လေတော့သည်တိတ်မကြခင်မှာပဲအရှိမထိုကားနီအောင်လေးမှာအရှိန်ဖြစ်မောင်းထသွားရင်ကိုဖြိုးတို့စပိန်နဲ့လွန်စွာဝေးကွေလေတော့သည်မောလိုက်တာကွာထုံးမင်းတလက်နေဦးငါတော်မောနေပြီမင်းကိုကြီးရတယ်အရန်လေးတာပဲဟဲ့ထုံးကြားလာကွာထုံးတယောက်ကိုဖြိုးအားချက်ချင်းပြန်မဖြစ်နိုင်နနတ်တော်အားကြော်၍လဲရမ်းဘတ်သို့ရောက်နေသည်ကိုယခုမှပဲသတိထားမိလေတော့သည်အေးပါကိုဖြိုးအားဒါဆိုလဲချက်လိုက်တော့ငါနေမယ်ကိုဖြိုးထုံးရဲ့ခိုင်းပြီးနဲ့တပြိုင်နက်စပိန်နင်းရမှချက်လိုက်သည်မောဟနေသောအတန်များလဲတဟောတဟဲတဲ့မရှူနေရသည်ထို့နောက်ကိုဖြိုးစပိန်နင်းသောနေရာမှဆင်းလာပြီးထုံးအားဖယ်နေစဉ်ဟဲ့ကိုဖြိုးငါ့ကိုလမ်းမနေပြီကွာငါကအခွန်လိုစီဘက်ကိုသွားရမှာဟိုကားနောက်ကြောက်လန့်ပြီးလိုက်မိလေအခုတော့လဲတန်းအောင်ကြောက်နေထုံးတန်ကြားလိုက်ရမှာကိုဖြိုးဘေးပတ်ဝန်းကျင်အားသတိပြုမိလေသည်ဟာကွာမင်းလုံရင်စောက်တလွဲတွေဒါဆိုအစခဲကဘာလို့အိုက်ကားနောက်ကိုလိုက်ခိုင်းတာလဲငါလဲကြောက်လန့်ပြီးလူရှိရဲ့နေရာနေငိုင်းရပါကွာလာပါငါတို့မြင်ပြန်အောင်မိုးတော်ချုပ်နေပြီကွာဖဲငါနေမယ်မင်းနောက်မှာထားကိုဖြိုးစပိန်နောက်ကိုနေထိုင်၍တွေးလျက်အေးရဲဖြစ်နေသည်ဟိုဟဲ့ကောင်ထုံးငါအဲ့နေမထိုင်ရကျုပ်တယ်ကွာမင်းကလည်းရှော့ဒါဆိုမင်းမြန်နေငါရမ်းမောလို့မင်းလည်းမနေနိုင်ဘူးကွာအဲ့လိုမလုံးနဲ့ငယ်ချင်းရဲ့ငါတောင်းမှပါတယ်ထိုင်ရမယ်ဆိုလဲထိုင်နေမယ်ကွာမင်းမကြောက်မရရဲ့ကျဲမင်းကတမျိုးချိန်နေကြတယ်ဒါမှအလေကြီးမှာငါကြမနေချင်ဘူးကွာထုံးကိုဖြိုးကဟိုးတို့ပြောနေစဉ်စပင်းကြီးမှာကိုဖြိုးအနောက်ထိုင်ပေါ်မတက်ရသေးပဲဤကနေနေကြသွားတယ်ချွေစပိန်မှာနေကျင်းတော်ကအတန်မာနေတော့ချောင်းငယ်ချင်းနှစ်ယောက်လမ်းလေကောင်းနေတယောက်မျက်နှာတယောက်ကြည့်လျက်မျက်ဖြူဆိုင်လေတော့တယ်ထုံးဟဲ့ထုံးလုံးဘာကြီးလဲကွာထုံးလဲမျက်လုံးပြူးသားပြီစပိန်နောက်ထိုင်ကုန်အားစိုက်ကြည့်နေလေထိုးစဉ်စပိန်ကြီးမှလည်းကိုင်းနေရမှတိတာလေးလန်းလာပြီလူတယောက်တက်ထိုင်လို့ထုံးခံစားနေရလေသည်ထုံးငါကြောက်လာပြီကွာတခုလုပ်ပါအောင်ငါဒီလမ်းမကြီးမှာမနေရတော့ဘူးခဏလေးပါကိုပြောငါတို့စိတ်ကခင်းနေမှာပါငါတို့ကားတစ်စီးကိုစောင်းလိုက်မယ်ကွာအခုတောင်းပြင်တောင်းရအောင်မင်းမဟန်းပါလားစပိန်မထွက်ခင်မှာပဲပြီးတော့ဒီအချိန်ကြီးမှာလည်းမြူတာမျိုးလေမင်းစီမှာတော့ပါလားနောက်မှလည်းမပါလာဘူးကွာစပိန်စီရတိုင်းလက်မကိုင်းထားတဲ့တငယ်ချင်းနှစ်ယောက်လမ်းလေးကောင်နဲ့အကျက်ရိုက်နေလေတော့ဒီ
ထိုစဉ်ကိုဖြိုးမှဟာဟိုမှာကိုဖြိုးကြီးဟဲ့ဟိုမှာတွေ့လားကားစီးလာနေပြီကွာတော်ပါသေးရဲ့ကွာမင်းအောင်တားနော်ငါတို့အဲ့ကားကူကြီးတောင်းရမယ်ဒါနဲ့သတိထားငါတို့ကိုခိုးစုလုံးနဲ့လည်းထင်နေအောင်မယ်ဒီချိန်ကြီးဆိုတော့အေးကွာငါတားကြည့်အောင်မယ်တော်သေးတာပေါ့ခုမှကြောက်စိတ်နည်းနည်းတက်တာပါလေကိုဖြိုးနဲ့ထုံးနေအောင်နက်နက်တော်လာမှတဲရန်ဘက်တော့ဥတီလာတော့ကားစီကကျုပ်တည်းတွေးလိုက်ရတယ်လင်းစားဝမ်းသာပါတယ်အေးကားကလည်းနင်းနေကြားလိုက်တာကွာလမ်းကလည်းရှင်းတာပဲညညမောင်းပေါ့အေးပဲနဲ့ကိုဖြိုးလဲထိုးပြောစဉ်ရှူနဲ့အတန်ပြင်းပြင်းရှင်ရဲ့အတန်ကြား၍ထုံအားလက်ကြည့်အားဟဲ့ထုံမင်းပါလေရှူနေရတော့ဘာနဲ့ရတော့လဲကိုဖြိုးမင်းဘာနဲ့မှမရဘူးလားထုံစကားကြောင့်ကိုဖြိုးနှခေါင်းရှူဖြစ်လိုက်လံကြည့်ရှူရင်မွေးလိုက်တာစပယ်ပန်းအနံ့ထိုးစဉ်ထုံကိုဖြိုးပခုံးအားကိုင်းလျက်ဟုတ်ကောဟိုမှာလာနေတာငါတို့မီနီကုန်းသားမှာတွေ့ခဲ့တဲ့မီးလင်းရဲ့ကားကြီးမဟုတ်လားထုံတတိပေးရမှကိုဖြိုးထိုကားကြီးကတတိယသွားလေသည်ဟာအေးကွာဟာဟုတ်တယ်အိုက်ကားကြီးကစားမိလေငါးစိတ်ထဲမှာတမျိုးကြီးဖြစ်နေတာထုံလာကွာဒီဆိုရင်တော့အမြန်တက်နေနင်းတော့တင်တော့ဖြစ်ကိုဖြိုးစပင်းနောက်ကိုသူဆွေကနေခုန်တက်၍ထိုင်လေသည်ကိုဖြိုးမှာတော့လာနေသောထိုကားကြီးအကြောင်းကြီးကြည့်နေသည်ဟဲ့ထုံတက်လေကွာနင်းတော့ဘာလို့နာလဲဟာဒီကောင်တော့ထုံကိုဖြိုးစကားတန်အပေါ်အာယုံပြန်ရောက်လာပြီနော်အော်အေးကွာဒါနဲ့ဘလို့နေရမှာလဲဟာကွာဒီခုံတက်တာကနေဟန်တာဝရီလမ်းကိုဖြတ်ပြီးထောင်းလိုက်ကွာအမကားတွေလူတွေရှိနိုင်တယ်နင်းတော့ကွာဟိုမှာလာနေပြီကွာထို့နောက်လမ်းမကြီးအလဲပေါ်မှာဖြတ်လန်းအတိုင်းဂုံးမော်တို့တဝက်လောက်နီးပါတက်လာပြီးစပိန်မှာဂုံးတက်အချိန်ဖြစ်ဆက်မနေရဘူးပဲလေးလံဆိုရက်တန့်ပါလေတော့ဒီဟူကိုဖြိုးဂုံးတက်ကြီးငါဘလို့မှမနေနိုင်တော့ကွာထုံမောလိုက်တာကွာအေးနင်းမရလဲဆင်းလိုက်ကွာရှေ့နာကတက်ပင်အောက်မှာခဏလေးရက်လိုက်တကယ်လို့ဟိုကားကြီးကဒီဘက်လမ်းကိုချိုးလာရင်တော့မင်းနဲ့ငါအိုက်စပင်းကိုအပင်အောက်မှာထားခဲ့ပြီပြည်လမ်းကိုထွက်ပြေးကြမယ်ကြားလားအခုငါတို့ခဏစောင့်ကြည့်ကြတာပေါ့အေးကွာငါတို့ဒီချိန်ကြီးစပင်းကြီးထွက်လာမှုရအောင်တော်တော်နောင်လိုက်ရကဲပါထုံရဖြစ်ပြီးတာကိုပြန်ပြောနေတော့အားမလုံးလို့မရတော့ဘူးလေအခုလက်ရှိအချိန်မှာငါတို့အကောင်းဆုံးဖြစ်အောင်တစ်ခုခုကြံရမှာပေါ့ဒါနဲ့မင်းစောရင်ကြီးကဒီတိုင်းထားခဲ့လို့ရပါမလားမင်းအစုခံနေရအောင်ပါပေါ့နော်စူလဲနှစ်ရက်ပေါ့တကယ်ချင်းဟာတွေးဘူးမနေတော့ကဲပါငါတို့အပင်အောက်ကနေစောင့်ကြည့်အောင်ကိုဖြိုးနဲ့ထုံနှစ်ယောက်လမ်းဝေးရှိတပင်အောက်တွင်စပိန်အားကတ်ထောင်၍ကျက်လိုက်သည်ထို့နောက်တပင်အကွယ်မှနေ၍ကားလမ်းမကြီးအားလှမ်းကြည့်၍ကြည့်နေလေတော့သည်ထိုတို့ကြည့်နေစမှာပင်စပယ်ပန်းအမှတ်တော်တော်ဆူရှာပြင်းထန်နေသည်ငယ်ချင်းနှစ်ယောက်တယောက်မျက်နှာတယောက်ချွေးဆူဖြစ်ကြည့်နေရင်တစ်ထိတ်ဖြစ်လေသည်ထိုစဉ်မိကြောင်ဆိုလင်းနေသောကားကြီးမှာကိုဖြိုးတို့ပုံးကွယ်နေသောလမ်းတွေထဲသို့ပွင့်မဝင်ပဲလမ်းမကြီးအတိုင်းလဲရမ်းဘသို့တီးဖြစ်ဖြတ်လေတော့သည်ထိုတို့ဖြတ်သွားရမှတငယ်ချင်းနှစ်ယောက်တက်ပြင်းချ၍တယောက်မျက်နှာတယောက်ပြုံးစစ်ဖြစ်ကြည့်မိကြလေတော့